leggen, zodat het wat duidelijker is in het Nederlands en dat het voor iedereen duidelijk is. Als eerst gaan we zo beginnen met een soort ceremonie en daarbij gaat de monnik een chanting ook gewoon. Hij is een monnik van Paris en hij gaat ermee starten. U hoeft alleen maar te luisteren. Oké. Daarna zou de non dus nog een woord doen en na al dat zullen er mensen naar voren komen die wat willen zeggen en voel je vrij om gewoon ter plekke wat te zeggen. Ja, hij zou ook nog wat vertellen. Ik weet dat nog Maria, zij is van de nonnenklooster, zij zou ook nog heel graag wat willen vertellen over mijn vader. Doen om het te vertalen. Aan het einde van de ceremonie mag iedereen. Maar dus die monnik en de andere mensen willen dat dus gelijk lezen. Dus de mensen beginnen met andere keer één voor één. Ik ga even nog een keer uitleggen. Bedankt. အဲ့ဒါလည်းပြင်ပြတင်ပါကိုမိုးကျော်ကိုဦးဇင်းတို့ဗမာစကားအရတရဏဂုံတင်တယ်လို့ခေါ်တာပေါ့။မှာတော့ကိုမိုးကျော်ကိုအကြောင်းပြုပြီးတော့၅ပါးသီလစောင့်တည်ရဲ၅ပါးသီလစောင့်တည်ပြီးတော့မှနောက်ပိုင်းကျမှအမြတ်တမ်းပေးဝင်မှာပေါ့နော်။အမြတ်ပေးအောင်အဲ့လိုတစ်ခါလေးပေးဝင်လိုက်လေတစ်ခါလေးဖြစ်တယ်။အဲ့ဒီမှာတစ်ခါလေးပြီးတော့တွင်းအပြတ်နဲ့ဆိုနေဖြစ်တယ်မယ်ဟုတ်လား။အဲ့ပြီးတဲ့ခါကျတော့ဦးဇင်းတို့အဘိနာတုတ်ဆိုတာရှိတယ်။အဘိနာတုတ်အဲ့အဘိနာတော့မပြတ်စင်ကျင်ရတဲ့တရားတဲ့ဘုရားဘာသာတော်မှာအိုခြင်းတရားနာခြင်းတရားသိခြင်းတရားခြေတော်သူတို့နဲ့ရှင်ခွဲခွဲရခြင်းနော်ခြေတော်သူတို့နဲ့မချစ်မနစ်တဲ့နဲ့ဒုနေရခြင်းနာနာဘာဝဝိနာဘာဝခေါ်တဲ့ဒီဝဲခွဲရခြင်းရှင်ခွဲခွဲရခြင်းဆိုတဲ့တရားတွေရှိတယ်အဲ့ပြင်စပြင်စီမာနိဘိခွေဌာနာနိဘေနာနိပြည့်စုံတတ်ပါနိဆိုတာအကြောင်း၅မျိုးကဘလို့မှမလွန်ဆန်းနိုင်ဘူးအဲ့ဒါတော့ဒီနေ့ငါတို့ဒီလိုသွားမှာပဲအိုခြင်းတရားနာခြင်းတရားသိခြင်းတရားဆိုတာအဲ့အဘိနာတုတ်ပါဠိတော်ကိုလည်းယောဂတရေစေကြမယ်နော်အနည်းဆုံးနှလုံးအဲ့တော့ရဏဂုံ၃ပါးနဲ့၅ပါးသီလဆောက်ပြကြအောင်ကိုမိုးကျော်ကိုအကြောင်းပြီးတော့နော်ဦးသိန်းလိုက်ဒီနေ့မှာကိုမိုးကျော်ဖိတ်ကြားမယ်ရလားလုံငယ်သော၃ရက်ကျော်၄ရက်ခန့်ကဘွားတော်လုံးကိုကျောင်းသားရှာတော့ကိုမိုးကျော်သည်ကြောက်ရပုံဘွားမှာသာရုမောဒနာခေါ်ဆိုနိုင်ရာတင်းဥဒုဇယောဂလကိုအကြောင်းပြု၍ဘုရားဘာသာတို့ရဲ့ဓလေ့ထုံးတမ်းစဉ်လာရကုသနာကောင်းမှုသီလကောင်းဘာဝနာကောင်းမှုအစာရည်သောကောင်းမှုကိုပြုလုပ်ပြီးဖြစ်ပါသည်ကြောင့်တင့်ကိုဖိတ်ကြားပါသည်အကယ်၍အတိမရှိသည်တော့သမာဓိဝနမြနာကောင်းနာပေါင်းတို့အားနဲ့တဆင်စကားတဆင်ပြောကြ၍လူပြည်၌ကျန်ရသောတင့်မိသားစုနှင့်တကွာအမေစုတင်ကအားလုံးကတင့်ကိုအကြောင်း၍ကောင်းမှုကုသိုလ်များပြုလုပ်ကြ၏ထိုကုသိုလ်ကောင်းမှုများအများကြီးပေးရန်တဆင်မိသားစုကိုစားဘုန်းကြီးအနေဖြင့်ဖိတ်ကြားပါသည်အဲ့တော့အောက်ကသာကြောကျိုးဆိုကြအောင်ဩကာသအာယုဥဒ္ဓမာသတရားအဲ့စရာတရားကိုဘယ်သူမှမလွန်နိုင်ဘူးတဲ့နောက်ဗျာတိဓမ္မောမိဗျာတိအနတ္တိတောတိအဘိနံပစ္စုရိတ္တပါဗျာတိဆိုရင်နာခြင်းတရားကိုဘယ်သူမှလည်းမလွန်ဆန်နိုင်ဘူးတဲ့နောက်တစ်ခါမရဏဓမ္မောမိမရဏအနတ္တိတောတိအဘိနံပစ္စုရိတ္တပါသိခြင်းတရားကိုဘယ်သူမှမလွန်နိုင်ဘူးနေကျင်တာပဲလူတွေကဟို85နှစ်သမားလည်းတရားတော့အနည်းဆုံးနေကျင်တာပဲเนาะဘယ်သူမှမြည်သူမဆိုသိခြင်းလဲဆိုတော့ဗဇက်ကရာပြောနေတကယ်တမ်းကျတော့မဖြစ်နိုင်မလွန်ဆန်နိုင်ဘူးတဲ့အဲ့တော့သိခြင်းသိရတာပဲနောက်ဆုံးကိုမိုးကျော်ကလည်းမိမိတို့ကိုတရားပြသွားတာပဲအကောင်းကြီးကနေတော့ချက်ချင်းဖြစ်သွားတဲ့သဘာဝတရားတွေเนาะနောက်တာတပ္ပေမေပိဟိနာနာဘော
မနာပေဟိနာနာဘောဝိနာဘောဒီအဘိနံပစ္စည်းတပံတေကွဲကွဲရခြင်းရှင်မွဲကွဲရခြင်းကလည်းမလွန်ဆန်နိုင်ဘူးတဲ့ကွဲရတာပဲနော်တေကွဲကွဲသွားပြီတဲ့အဲ့ကွဲတွေကဘာအကြောင်းလဲဆိုကာမသကောမိကာမတာယေတော့ကာမယောနိကာမဗန္ဓုကာမပရိတရနောယံကမ္မံကရိတာမိကလျာဏဝါပါပကံဝါတတ္တထာယေတော့ဘဝိသာမိတိအဘိနံပစ္စည်းတပံတဲ့ကံတာလင်ဥစ္စာရှိတော့ကံတာလင်ကိုယ်ရရှိတော့ဆိုပြောမှဆိုရင်တော့ကံတရားတွေကပဲဆင်တတ္တေကံမေဝိပစ္စတိဆိုတာတရဝရုဟာကံတရားကသာလင်ဆင်ရင်တော့တာပဲတဲ့ဣမာနိကောဘေခွေပိစဌာနာနိအဘိနံပစ္စည်းတပါနိဣတိယဝါပရိသေနာကာယေနာပါဝိတိတေနာဝါဣတိယဝါဆိုအမျိုးသားအမျိုးသမီးပရိသဆိုပရိသေနာဆိုပရိသယောက်ျားဂါထဆိုလူပါဝိတိတာဘုန်းကြီးတို့လိုပုံကိုမျိုးတွေပေါ့ယဟန်ပေါ့အဲ့ပုံကိုတွေကအမြဲမပြတ်ဒါတွေဆင်ញင်တရားမယ်တဲ့အဲ့ဒါကိုအကြောင်းပြုပြီးတော့ဥဒ္ဓနမောတတ္တ၃ချိန်ရှုပတ်ရစေပြီးတော့ဖျားရှိခိုးပြီးတော့အောက်ကနေဖြည်းဖြည်းလေးဆိုတော့မှာကြားလားနော်အဘိနာတို့ပါဠိတော်တွေ့လားညနမောတတ္တ၃ချိန်ဆိုလိုက်အောင်နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယေစီမာနိဘေကဝေအာနာနိဘေနံဣဇဝိတဘာနိဣတိယဝါဝိသေနဝါဂါဒေနဝါအာဘိတိတေနဝါကရမာနိပိဉ္စရာဓမောမိဇရံနာတိတောတိအဘိနံဣဇဝိတပံဗျာဒိဓမောမိဗျာဒိနာတိတောတိပေနံပစ္စဝိတပံပစ္စဝိတပံကာမသဘောမိကာမဒါယေတောကာမယောနိကာမဗန္ဓုကာမပရိသရနောယံကာမံကရိသာမိကလျာဏဝါပါပကဝါတတ္တဒါယေတောဝေသာမိနိဝေနံပစ္စဝိတပံဣမာနိကောဘေကွေပိသဌာနာနိဘေနံပစ္စဝိတပါဏိသာဓုသာဓုသာဓုနော်အဲ့နှကိုရှိရနိုင်ယုတ်တရားဤနှစ်ပါးလဲရှေလျာကာလမတိကြပဲအဲ့နိုင်ယုတ်တရားဖြစ်လိုက်ပြက်လိုက်ဆိုရဖြစ်ပြီးတော့နှိမ့်ဆက်ချင်းရာတွေကအလိုမပါဘူးတဲ့ဘယ်လိုမပါတာလဲဆိုရင်မိမိတို့ဒီမိသားစုကြီးဟာပြောမယ်ဆိုရင်သက်ဆုံးတိုင်အကုန်လုံးအသက်ရှည်လျာကာလအဒီနေချင်းကြတာပဲနေလို့မဖြစ်ကြဘူးတဲ့ယံပိဿံနာလည်းပြီးတံမိဒုက္ခံတန်ခိတေနာပိစုပါရဏခန္ဓာဒုက္ခဆိုတဲ့အတိုင်းပဲကိုတန်းတာလို့မရတဲ့အရာမျိုးတွေပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီဟာတွေကတစ်ချိန်ကြမိမိတို့အကုန်လုံးဘုန်းကြီးအစားလူကအစားအကုန်တစ်ချိန်တစ်ခါတော့သွားမှာနှေးတာနဲ့မြန်တာပဲသူသေးကိုပုတ်ကိုသေးသူပုတ်ပဲသူကလည်းကိုရှိကသွားလို့ကိုကပုတ်ဝင်ရလိုက်တာနော်တကယ်တမ်းကျသူကတော့ရှေ့ရဖြစ်မဲ့သူကကိုပို့မှာပဲအဲ့တော့အဲ့လိုအနေစာဒုက္ခအနတ္တတရားတွေဆင်ញင်ပြီးတော့ဒီသက်ချအမြတ်တမ်းပေးဝရအောင်နော်အဲ့ဆိုတောင်းအားလုံးဝေဒီကံကုသိုလ်ရအောင်မယံပန္တိတန္တာရဘုဒ္ဓဒုက္ခတောမောသနာထာယဣမာနိဒါနာနိဘုဒ္ဓုနိဟေမဥဇေမဣမိနာပုညကမ္မေနနိဗ္ဗာနတပစ္စယောဟောတုဣဒံနောညာတိနံဟောတုသုခိတာဟွန်တုညာတေယောဣဒံပုညဘာကံသဗ္ဗတတ္တနာပါစေမရှင်ဘုရားပြီးတော်များသည်တန္တရာဝိစင်ယမလုံမြောက်ပါရခြင်းအကျိုးမှာ၎င်းကံတရားကို၎င်းကံတရား၏ဒုပိယကို၎င်းယုံကြည်ပါသည်ဖြစ်၍တရဏဂုံသုံးပါးနှင့်တကွအာဘာသောသီလတော်တို့ကိုတောက်တည်ပြီး၍လွန်ခဲ့သော3ရက်ကျော်4ရက်ခန့်ကဘဝဓမ္မလွန်သို့ကြောင်းသွားရှာသောဥမိုးကျော်အားအကြောင်းပြု၍မြတ်စွာဘုရားရှင်၏အဘိနာတုတ်ကိုရုပ်ပွား30ပါးကို၏ရှင်ဘုရားဤကောင်းမှုကုသိုလ်စေတနာတို့ကြောင့်ဥမိုးကျော်သည်ရောက်ရာဘုံဘဝမှာအာရုံမောရဏ
ပေါ်ဆိုနိုင်၍လူချမ်းသာနတ်ချမ်းသာချမ်းသာမျိုးမျိုးတို့ကိုရရှိပါစေသာအရှင်ဘုရားဤတော်များလဲအိုမနာမတရားဖြစ်သောယနေ့ပံကိုမျက်မှောက်ပြုရပါလိုကို၏အရှင်ဘုရားယနေ့ယခုပြုလို့ရသောကုသိုလ်ကောင်းမှုတို့သည်အထူးအားဖြင့်ကိုမိုးကျော်အားအမြတ်တမ်းပေးဝေပါကို၏အရှင်ဘုရားကိုမိုးကျော်နဲ့တကွာမိဘဘိုးဘွားဆရာသမားအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အားလည်းအမြတ်ပေးဝေပါကို၏အမြတ်ရကြ၍ကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအားလုံးကြကြမြတ်အမြတ်ရောမူကြပါကုန်သောအားလုံးကြကြမြတ်အမြတ်ရောမူကြပါကုန်သောအားလုံးကြကြမြတ်အမြတ်ရောမူကြပါကုန်သောကဲဘုန်းကြီးကနာတော့ပြီးသွားပြီနောက်အစီအစဉ်ဆက်ပြီးတော့ပြရမယ် He died there. အဲကြောင့်ဆရာလေးခုပါပြောချင်လဲဆိုတော့သူကရုပ်တရက်ဆုံးပါသွားတယ်ပေါ့နော်ရုပ်တရက်ဆုံးပါတဲ့အခါမှာဆရာလေးတို့ဘာမှတော့အခုတော့မလုပ်နိုင်ကြတော့ဘူးဒါပေမဲ့မလုပ်နိုင်ဆရာရှိလဲဆိုရင်ဆရာလေးတို့နောက်ဆုံးစကားလေးပြောဆရာရှိကြမယ်နော်မပြောလိုက်ရတာမျိုးပေါ့ဆရာလေးဘက်ကပါပြောချင်လဲဆိုရင်ကိုမွန်ချုပ်နော်ကိုမွန်ချုပ်ပဲ address သူပဲဒါရပြောရနေတယ်ပေါ့ဘာမှမပူဖို့မိသားစုတွေလည်းဘာမှမပူဖို့ပြီးတော့ဖះစိတ်တွေလည်းဘာမှမပူပါနဲ့လို့ပြီးတော့ကိုမွန်ချုပ်သွားစရာရှိတဲ့တန်တရားဘဝလမ်းကိုချောင်းချောင်းတန်တန်သွားပါစိတ်ချလက်ချသွားပါဒါအဓိကဆရာလေးအားလုံးစိတ်ချပါလို့နော်I only would like Mr. Mojo to take care of his father's journey in samsara. This is what we call samsara. Simply means the rebirth. You take rebirth, birth by birth. But usually people know, even though it's not the best translation, it might be a reincarnation. So please only take care of your father's journey, father rebirth. And don't worry about your family. Also, please don't worry about the stupa construction, which is not yet finished. I know he loves it so much. Again, please don't worry about it. We will do our best. So what we would like you to do will be take care of your father's journey so that you may find a new family, good parents, good community, good spiritual teachers in your next life, where you can grow, continue to grow your Buddhist training in the development, in ethical development, emotional development, and intellectual development, so that in the end you can evolve into in your highest possible human potential. It's like a journey anyway, like a train. So we meet in this life, it is like we stop in a train station. But no train will be stopped forever in one station. So train needs to continue. So it is a blessing to have you, to meet you in this station. But we will, every one of us, it doesn't matter which color, brown, black, white, yellow, green, purple. One day we have to move on. So death or old age and sickness, this is all the same. Regardless of what your nationality, background, the color, or whatever view you have, or whatever belief system you have. So in this specific case, we are very happy to meet him in this life as a Buddhist. We don't know next life, maybe we are different. So let me emphasize and conclude saying again, please don't worry about us. Take care of your own well-being
in your future journey. Thank you very much for your listening and your attention. In het Engels zeggen, want dan is het een soort van middenpunt tussen het Nederlands en Burmees. En ik hoop dat veel mensen het wel kunnen verstaan. Ik heb hier niet goed op voorbereid. Het komt gewoon uit wat ik nu voel. Ik wil graag het memorial card voorlezen. I wanted to read the memorial card because I haven't practiced. It's just now. It has been very fast for me, also for my mom. But I think it will work. Okay. In memory of my father, Mojo. He moved through life like a melody, a brushstroke, a traveler with an open heart. Music, art, and community were his language. Curiosity was his compass. He was a father, a husband, and a son, a quiet source of warmth. A Buddhist who cherished freedom, a refugee who carried justice like a steady flame. The dove on his skin flew with him, a sign of hope, honesty, and the path he chose for himself. Now he lives on in every gentle thought, in every act of kindness, in every place where freedom breathes. My dad had a tattoo on his chest of a dove, and I thought it really represented his spirit. He was very open-minded. He was always curious, which I've heard from his colleagues, from his friends, from everybody. He was very creative. He loved to travel. He showed us places we wanted to see, and we were actually very excited to see places with him. And I hope that with every gentle thought and every act of kindness we do on our travels, our Father lives through us, through the acts. Even though I do hope that he moves on, as in Buddhism, that he moves on with his next life, but we do find these small things that remind us of him. For example, he just passed away. I was home, and I was making tea, and I was making. I'm very grateful that you brought us to the Netherlands. You were a brave refugee, and because of you, I have all those privileges and just the right to have an education. And I'm very grateful that you gave me this big community of people, because you were so friendly and so full of kindness. You just brought so many people together, and I'm very happy you did. Something short. English. He said he really misses you, Dad, and I really love you, and I'm gonna miss you. He also said in the car where we were be reminded of the things he taught us when he was with us. He tried to teach my brother a lot of things, and I hope to take over that role a bit and help him reach his potential. I love you, PG. This year he saw my brother's birthday, and he saw me graduate, and I'm very grateful for that. So this saw the highlights of this year, and I do want to meemaken. Dus u even afgenomen alsjeblieft. For a long time. He was the one who built the Buddha's throne before the house.
at the front of Buddha Dita. And he also made the Buddha Dita sign in Dutch, English and Burmese. So at that moment, everybody in the neighborhood knows that there is a Buddhistic center from that time. We make it a Buddhistic center. That's why everybody understands that was a center. His words show not only how much experience and craftsmanship he had, but also how incredible creative he was. He made the center really very nice. He was looking to the surrounding and he made something who was really nice in the surrounding. In the garden after the house. There too, he used his experience and creativity to make stupa even more beautiful. Whenever we look at Buddha's throne, the sign and the stupa, we will be reminded of what Osho created here with so much care and creativity. All above all, we will miss him. We are deeply grateful for everything he has done for Buddha Dita. In Dutch? ထုတ်ပဲဒီပေါ့နော်အဲ့ဒါတော့ပြန်ပြောတော့ကြာမနေ့စကားပြောတာနောက်တော့ဘာဖြစ်ဖြစ်ကျွန်တော်တင်နေနိုင်ငံရတဲ့နောက်အင်္ဂလိပ်လိုလေးပြောပြပြီနော်ကိုမိုးကျော်ဟာတဲ့1960နဲ့9ခုပေါ့နော်အခုဆို59နှစ်မှာရန်ကုန်မြို့ဦးလှဝင်းဒေါ်ကျင်လွန်းတို့သာမွေးဖွားခဲ့တယ်ပေါ့နော်ဒေါ်ကျင်ဝင်းနဲ့ဒီဦးလှဝင်းတို့ရဲ့သားဖြစ်ပြီးမွေးရှင်း9ယောက်မှသူကနိုးညပေါ့နိုးညဆိုတော့သူအောက်ကတယောက်ပဲရှိပေါ့နော်အဲ့ဒါဖြစ်ပါတယ်ကိုမိုးကျော်မှာဇနီးရဲ့သမီးရဲ့သားရဲ့သမီးသမီးဟေမာမူသားသူတကျော်လို့ပေါ့နော်ကျန်နေခဲ့ပါတယ်ကိုမိုးကျော်ရေးပေါ်မိုးကျော်ဟာ1988ခုနှစ်အနာရှင်ဘုံနေဝင်အစိုးရကိုမြန်မာနိုင်ငံလုံးဆိုင်ရာလူထုအုံကြွမှုကြီးတွင်တက်ကြွသောစံကျင်တော်လန်တိုက်ပွဲဝင်ခဲ့ပါတယ်အနာရှင်စေဆိုရသည်ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကိုစနစ်တကျအစ်စ်တွေနဲ့ရက်ဆက်စွာပိတ်ခတ်မှုကြောင့်ကြောက်သူကြောက်သားနဲ့ပြည်သူအများပြားသေဆုံးခဲ့ရပါတယ်ဒါတာရှင်လှန်လန်ရှင်ဒီနေ့ကိုအန်ဒူဖို့အတွက်လွတ်မြောက်နေမည်ရှိရာဘူမူကြီးစိန်မြရဲ့မူလ PDF တက်ခွင့်ဝင်တို့ဖြစ်ခဲ့တဲ့ပေးတဲ့တာဝန်ကိုကြည်ပြွန်စွာတိုက်ပွဲဝင်ခဲ့ပါတယ်အနာရှင်ဘူနေဝင်းစိုးမောင်တာဆုံပြီးနောက်အနာရှင်ဘိုးတန်းရှိပေါ်လာပြီးဆက်လက်ပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့အကြောင်းမျိုးမျိုးကြောင့်တပ်ဖွဲ့မှအနာယူပြီးနိုင်အင်တောင်စခန်းနဲ့မင်းသမီးစခန်းကြားဆုံပြီးတဲ့ရှင်အဲ့ဒီစူပါမာမျိုးပြင်တောင်ကုန်းပေါ်ရှိမြန်မာရဲကွဲတေးလေးမှာစာတင်ကြောင်းရဲ့ကြောင်းဆရာတာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်2010ခုနေသာလန်ကိုရောက်လာခဲ့တဲ့စပီမပြီးဆုံးတဲ့တော်လှန်ရေးကိုသံတမန်နီလမ်းဖြင့်တိုက်ပွဲဝင်ရန်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့နေသာလန်ဌာနခွေ NLD LA ပါတီကိုပါဝင်ခဲ့ပါတယ်ဒုတိယဥက္ကဋ္ဌနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်2016ခုနှစ်မှာ NLD LA ပါတီကနှုတ်ထွက်ပြီးမြန်မာပြည်အတွက်ကျန်းမာရေးနဲ့ပညာရေးထောက်ပံ့တဲ့အစီအစဉ်တစ်ခုကိုဇီးရှာတည်ထောင်ခဲ့ပါတယ်တရမနီလည်းဖြစ်ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်2010ခုဖက်စစ်ကျန်းဖက်အာဏာရှင်လက်တိမြောင်းလိုက်အုပ်စုကိုနေရာဒေသအနှံ့တိုက်ပွဲဝင်နေတဲ့ GZ PDF တိုက်ပွဲဝင်များကိုထောက်ပို့တာဝန်ဖြင့်ဆက်လက်တိုက်ပွဲဝင်နေခြင်း
တော်လည်းပဲနဲ့ရောက်ခါနီးမှာဘောတဘာသူဟိုရသက်ပဲငင်းချင်းဆိုနိုင်တော့ခဲ့ပါတယ်တဲ့ဦးမှုကျော်ခေါင်းမှာဒီကိုလာပါစေတဲ့ဒါကတော့ဟိုဦးမှုကျော်ရဲ့အထုပ်ပက်တိအကျင်းပေါ့နော်ဆိုတော့ကျွန်တော်နည်းနည်းတော့ပြောတော့နေခက်ခဲရှိတယ်ဒါမဲ့ကျန်တဲ့လူတွေနားလည်အောင်ကျွန်တော်အင်္ဂလိပ်လိုနည်းနည်းပြောပါမယ် Ja, we waren met z'n allen ontzettend geschokt en maandag bij elkaar gaan zitten met het hele bedrijf. En ja, ik denk dat het voor de meesten van ons nog een plekje moet krijgen. En dat we de komende tijd heel veel herinneringen met elkaar zullen blijven ophalen. Het is een enorm verlies. En ja, ik zou graag dit moment nog willen pakken om iedereen en vooral zijn gezin heel veel sterkte toe te willen wensen de komende tijd. En ja, Mo, bedankt voor alles wat je gedaan hebt voor ons en voor wie je was. Dus, dankjewel. အားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီနေ့လာပြီးတော့အားလုံးအပေးကြတဲ့အတွက်နောက်ပြီးတော့အဲ့ဒါဘာကိုပြလဲဆိုတော့ကိုမိုးကျော်ချစ်ကြပါတော့နော်အခုကြည့်လိုက်လို့ရှိရင်ကိုမိုးကျော်ချစ်တဲ့လူအများကြီးပဲပေါ့နော်နောက်ပြီးတော့မားစေရဲ့ဒီကိုမိုးကျော်ဆုံးတဲ့ချိန်မှာဆိုရရှိနေတယ်လေအဲ့မှာပဲရှိနေတာပေါ့နော်အဲ့တော့သူကအေးချမ်းလေးနဲ့သမီးပြောသလိုပဲရန်ကိုအေးချမ်းနဲ့ဆုံးသွားတာပေါ့နော်ဆိုတော့ကိုယ်တော့အကြတာပေါ့လေဒီဟာပေါ့နော်ဆိုတော့ဟိုကိုမိုးကျော်ကိုဘယ်လိုဟိုသူ့ကိုစဉ်းစားလိုက်မယ်ဆိုတော့ဗာလဲဆိုတော့လူကောင်းပေါ့နော်သူကအမြဲတမ်းတက်ကြွပြီးတော့ဒီမြန်မာနိုင်ငံအတွက်ဆိုလေအရန်ကိုစူးစမ်းပြီးလုပ်တဲ့လူပြီးတော့မိသားစုအရန်ချစ်တဲ့လူဆိုတော့အဲ့ဒီအမြဲစိတ်ထဲမှာရှိတော့ပေါ့နော်အဲ့တော့နေ့အလုံးမျိုးခင်ခဲ့ရသိခဲ့ရတာကိုလည်းအရင်ဝန်သားပါတယ်နောက်တော့မိသားစုပေါ့နော်တကယ်လို့နောက်ပိုင်းလိုလို့ရှင်းလဲဟိုမဆိုလို့ရှိနေပါမယ်ပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်I would like to speak in a little bit in English I was there when he died and he died very peacefully we tried our best a lot of people and but we couldn't help him survive. And what I know of him is that he is a very nice man. He is very enthusiastic person who always worked for Myanmar. And he is a man who loves his family very much. So I'm very happy and thankful to Komocho to be a friend in this life. Thank you so much. သူနဲ့အလားကိုစားရပါတယ်ကျမတို့နဲ့ဘုံလို့တကယ်အဖြစ်ပါသူအညိုသမီးတော့မနေဘူးခဲ့ပါဘူးသူအားကြီးတွေကိုလည်းမနေဘူးခဲ့ကိုမို့တော့အမတမ်းမစိတ်ကောင်းရှိပြီဘလို့မဆိုခုနေတဲ့လူတွေကပါသူကလို့စတော့စီကွယ်လို့ပေါ်တဲ့အပေါ်မှာအမတမ်းမပေါ်နေမိပါသူစောင်းနေဆရာလေးအကြောင်းကျမရှိနေပါတယ်သူ့အမြင်တော့ကျမနှုတ်ဆက်တာပေါ့ကိုမို့တော့မတွေ့တာကြာပြီအခုမှတွေ့ကြတယ်နော်သူဟုတ်တယ်မရေးတန်းနဲ့သူအဲ့ဒါဖတ်ထိုင်ကြော်လာမင်းလေကိုမို့တော့ဒီဖတ်ထိုင်ဘယ်လိုကြော်လာလဲမိမ့်မလားဆိုမဟုတ်ပါဘူးဗျာကျွန်တော်ကြော်တာပါတဲ့အော်အဲ့ဒါဆိုလည်းစားသေးတာဗောလို့ဆိုတော့သူအဖေရကိုလေအဲ့ဒီဦးအလေးဘယ်လိုခေါ်မလဲအဲ့ဒီဖယားဟိုနဲ့နာပေါ်အောင်နာဟာလို့သူကလေဒီဟိုထိုင်းမှာလေသူကဒီအလုပ်ကိုကျွမ်းကျင်ခဲ့တယ်လေကျွမ်းကျင်တော့သူအဲ့လိုပဲဦးစားပေးပြီးလုပ်နေတယ်လုပ်နေဖယားပုံပေါ်လာတယ်နောက်တော့တောင်းကြတော့သူကနေပြီးတော့သူမောတယ်ဆိုပြီးတော့ဟိုကလေးမှာပေါ့နော်အဲ့မြက်ခင်းနေတယ်မှာသူထိုင်ချလိုက်တယ်ပြီးတော့သူလဲလိုက်တယ်ကျမလမ်းတော့လိုက်တယ်ကိုမိုးကျော်အဲ့မြေကြီးထဲမှာမလဲနဲ့လေဟိုမှာခုံလေးရှိတယ်ခုံလေးမှာတထိုင်ပါလားလို့ပြောတဲ့ခါကျတော့သူခုံလေးမှာတထိုင်လိုက်တယ်ကျမလမ်းတွေးလိုက်တယ်ပြန်လို့လေနောက်တစ်ချိန်နှုတ်ဆက်လိုက်တယ်လမ်းတော့လမ်းမှာမိနစ်20ပဲကောင်းကောင်းလာသေးတယ်ကိုမိုးကျော်ရဲ့ ambulance ခေါ်လာရတယ်တဲ့အိမ်ရောက်ပြီးတော့နောက်တစ်မိနစ်20ကောင်းမှပြီးအိမ်ရောက်ပြီးတော့အိမ်ပေါ်မှာတိုင်ဝင်ရှိသေးတယ်ကိုမိုးကျော်ဆုံးပြီဆိုတော့ကျမတို့လေအားလုံးကလည်းသူဒီလိုပဲသွားကြမှာပဲလေနော်ဒါပေမဲ့တော့ဝမ်းနေမိတာပေါ့အခုပဲပြန်တွေ့တယ်အခုပဲဆုံးနေပေါ့နော်အမတန်မှလည်းပဲ
တရားသမားနဲ့ကြည့်နော်ပေါ့နော်အကုန်လုံးအသေးမျိုးကြီးပဲဆိုပြီးမှလို့တော့သူကတော့အသေးစောတော့နော်မိမနဲ့သားသမီးတွေလည်းကြိုင်းခဲ့သေးတယ်လေဒါကြောင့်မလို့သူသေးတယ်သူကွယ်မသွားတဲ့ပုံမှာလည်းအမတဲမှဝမ်းနေရပါလေပြီးတော့ဒီကျွန်တော်တို့ဒီလားရှင်ဆရာတော်လေးရဲ့အကြောင်းလည်းပြအားလည်းမပြီးရပါဘူးသူလိုမျိုးပေါ့နော်လွတ်တက်ခိုင်းတဲ့လူတွေရှိလည်းပဲဖိတ်ခေါ်ပါတယ်ဒီဆရာလေးအကြောင်းမှမပြီးဆုံးသေးတဲ့ကိုမိုးကျော်ရဲ့တာဝန်ကိုဆက်ပြီးတော့ယူနိုင်တဲ့လူရှိလို့ရှိရင်လက်ဆင့်ကမ်းပေးပါပြောချလိုပါလေရှင်ကျေးဇူးတင်ပါတယ် 27ဖေဖော်ဝါရီလနေ့ကနေစပြီးတော့အာနာလက်တဲ့မင်းအွန်လိုင်းအာနာရှင်မင်းအွန်လိုင်းရဲ့လက်ထက်မှာလည်းမင်းကတာဝန်ကြီးဆက်လက်ပြီးတော့ထမ်းဆောင်ခဲ့တယ်ထမ်းဆောင်တဲ့အတွက်မပြီးသေးတဲ့တော်လာရေးအောင်ခံကြီးကမှမင်းကဘဝတော်ကိုကြောင်းနေသွားတယ်မင်းမိုးကျော်အားလို့ NLD ဖွဲ့စည်းနေတယ်မင်းနဲ့မဆိုင်တော့ဘူးနိုင်ငံရေးအဖွဲ့အစည်းတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့မင်းနဲ့မဆိုင်တော့ဘူးမင်းရဲ့မိသားစုတွေနဲ့မင်းနဲ့လည်းမဆိုင်တော့ဘူးမင်းကဘဝကိုကြောင်းသွားပြီမင်းတော်ရရသွားနိုင်ပြီဘုရားကောင်းရလူလာပါ Ja, gaat u zitten alsjeblieft. ကောင်းခဲ့ပါတယ်သူကအခုလိုမျိုးရုပ်တရက်ကြီးဖြစ်သွားမယ်လို့လည်းမမျှော်လင့်ဘူးပေါ့နော်ဘယ်ပြောရမလဲတားရဲ့သမီးတွေကိုအကောင်းဆုံးဆက်လျှောက်ပြီးတော့သူ့ရဲ့တန်ဖိုးထားမှုပေါ့တက်တက်လုံးတိမ်သွားမယ်ပေါ့အဲ့လိုတားသမီးတွေလည်းအကောင်းဆုံးဆက်လျှောက်ပါမယ်ဟုတ်အဲ့ဒါပဲပြောချင်တယ် တမီးရဝိသက်ပါပြန်ပြလိုက်မယ်ဟိုမှာလက်ချအားလုံးနားလည်အောင်ပေါ့ဗမာလူနဲ့ဗမာလူအင်္ဂလိပ်နဲ့netလည်းပြောပေးမယ် Mijn moeder, ik wil voor haar het woord in het Nederlands, zodat iedereen dat misschien duidelijker begrijpt. Voor haar voelt het nog steeds als een droom, omdat het zo snel is gegaan. Zij deed mijn vader een belofte van, ik zal goed zorgen voor de kinderen. Ik zal jouw liefde voor altijd in mijn hart bewaren. En ze wou er ook bij zeggen, mijn vader echt een hele lieve man was. En ze wou heel graag de mensen die hier allemaal samen zijn gekomen bedanken. My mom wanted to say that she will take care of the children and she will keep his love forever in her heart. She will cherish it every moment. She has told me that it still feels like a dream for her because it went by so fast, and I do understand that. It's also still surreal to me. I still have to process this. I'm not really realizing that my father's has passed away. It's still an ongoing thing. My mom also said he's a very kind and loving man, and she thanks you all. Yeah, she wants to thank everybody that showed up to plan this funeral. Thank everybody that just thank everybody that just showed up. Oh. She wanted to thank everybody. Oh
Die nog naar buiten een erehaven. Misschien liggen die op de kust. Dit is hier staatကိုမိုးကျော်ရေးစိတ်ချမ်းသာကိုချမ်းသာနေတော့သွားလို့ရအောင်သွားတော့ Como yo ahí no sé qué no se le vea, ¿no? Como yo, ¿no?စိတ်ကမှမထည့်ပါနဲ့လို့Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn